ယ့်ရဲ့ဖုန်းကို reset ချနည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့ဖုန်းကပြည့်နေတယ်ဆိုရင်ဘာပဲလုပ်လို့မရတဲ့ပြဿနာလေးတို့ပေါ့နော်ဒီ file ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဗီဒီယိုတွေပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကိုမိတ်ဆွေများတို့တခါလေးဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဖြတ်နည်းကြတော့နည်းရှိပါတယ်ဒီ application တွေကိုမိတ်ဆွေများမဖြတ်ချင်လည်းရပါနော်ဗီဒီယိုတွေကိုဗီဒီယိုတွေပဲဖြစ်ဖြစ် MP3 တွေပဲဖြစ်ဖြစ်တော့ file တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုမတည်တဲ့နေရာလေးတွေကိုပဲဖြစ်ဖြစ်အကုန်လုံးreset ချနည်းတွေကိုပြပေးတော့မှာဖြစ်ပါတယ်နော်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးကိုယ့်ရဲ့ setting တွေကိုဝင်ရမှာဖြစ်ပါတယ်နော်setting ထဲမှာဝင်လာပြီးတော့လို့ရှိရင်အောက်ကိုဆွဲလိုက်ပါနော်ဆွဲပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့နော်ဒီ setting တွေကိုတစ်ချက်ပြန်ဝင်ရမှာဖြစ်ပါတယ်နော်ဒီထဲမှာရောက်လာပြီဆိုရင်ဒီနေရာလေးပါကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီလိုမျိုးကိုရောက်လာမှာဖြစ်ပါတယ်နော်ဒီနေရာလေးကတော့မိတ်ဆွေများဒီနေရာလေးကိုဖြတ်လို့ရှိရင်ကိုယ့်ရဲ့ file တွေကိုပေါ့နော်အကုန်လုံးကိုဖြတ်တာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ application တွေကိုကိုတုံးထားတဲ့Facebook ပဲဖြစ်ဖြစ်ပေါ့နော် TikTok ပဲဖြစ်ဖြစ်YouTube မှာပဲဖြစ်အကုန်လုံးပေါ့နော်ကတော့မဖြတ်ဘူးပေါ့နော်ကိုယ် file ထဲမှာပဲဖြတ်တာဖြစ်ပါတယ်နော်ဒီနေရာလေးကျတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application အလုံးပေါ့နော်ပြီးလို့ရှိရင် Gmail တွေရောပေါ့နော်အကုန်လုံးပေါ့နော်ဒီနေရာလေးမှာမိတ်ဆွေများတို့ဖြတ်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာဘာမှမရှိအောင်နော်ဒီနေရာလေးမှာနှိပ်လို့ရှိရင်ဒီစကန်လေးရောဒီသူတို့စကန်လေးကိုပြတာပေါ့နော်စကန်လေးကိုပြီးတော့လို့ရှိရင်ခလုံးလေးကိုနှိပ်ရုံပဲပေါ့နော်ခလုံးလေးကိုနှိပ်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application လုံးကိုပျောက်တော့မှာဖြစ်ပါတယ်နော်ဒီနေရာလေးမှာဖြတ်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းကအတစ်လိုမျိုးဖြစ်တာပေါ့နော်ဒီ application ကဘာမှမရှိရောပေါ့နော်ခုနကကျတော့ဒီအပေါ်ဟာကျတော့မိတ်ဆွေများဖြတ်လို့ရှိရင်ကိုယ့်ရဲ့ file တွေကိုအကုန်လုံးကိုဖြတ်တာဖြစ်ပါတယ်နော် application တော့မဖြတ်ဘူးပေါ့နော်ဒီနေရာလေးကျအကုန်လုံးဖြတ်တဲ့ဟာပေါ့နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်မိတ်ဆွေများကိုယ့်ရဲ့ဖုန်းကိုပြည့်နေလို့ဆိုရင်ကျွန်တော်ပြထားတဲ့လိုမျိုးကိုလိုက်နေလိုက်ပေါ့နော်ဒါကတော့ reset ချနည်းလေးဖြစ်ပါတယ်နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်နောက်ဗီဒီယိုကိုပြန်ဆောင်ကြမယ်နော်